ကာဦးစင်းကိုအီဗန်ထဲမှာတွေ့ရင်ဖြစ်ဖြစ်ပြင်မာတွေ့ရင်ဖြစ်ဖြစ်ကျုပ်ကတော့နှိုက်ပြီဆိုတဲ့ကလေးလေးကိုအင်ကြီးလေးရှုပ်ပေးပြီးတော့ဘလို့ဒီမလဲဘလို့ကြမ်းမလဲဆိုတာတခြားရှိုးမင်းတို့အီဗန်လေးကိုဆင်းလိုက်အေးရှေ့က AKN လေးကောက်ပြီးတော့လေပြစ်တာတစ်ချက်မှမထီဘူးချီတော့လဲထိုင်လို့ပြေးပြီးတော့ခုံပေါက်ပြီးတော့ပြစ်လိုက်တာတကောင်နော်ဟိုဘက်ကအကောင်ကိုလဲလှမ်းဆွဲလိုက်တာထန်တော့အပြင်မှာရှိတဲ့တကောင်ကိုလဲ AKN လေးနဲ့ပြစ်လိုက်ပြီးသုံးကောင်ရသွားပြီဟေးထင်ရကောင်းနေလဲမင်းတို့ဘာတွေလုပ်နေတာကတော့လာတာကိုမင်းတို့မသိပါဘူးလားဆိုပြီးတော့ဝင်ဆွတ်ထည့်ပေးလိုက်တော့1.2လေးနော်အလားလေးဟေးအလားလေးဟာအောက်ကကောင်နေလဲရှင်းပြီးတယ်နော်ကြည်စံအနမေဝင်လာတာကိုနံပါတ်2မသိပါလားမလေးနံပါတ်2မင်းပါတွေလုံနေတာလဲပြောရင်လည်းပဲနောက်တော့ကောင်ထပ်ပြီးတော့ခေါင်းလေးစောင်းကြည့်တော့လဲ AKN လေးနဲ့အိမ်ပေးလိုက်ပြီနောက်တော့ကောင်လဲမစီမဆိုင်လေးကောင်တက်လာတော့လဲပြေနာကိုကြည်လေးကောင်းမှမေတော့တော့သွားပြီ1ပါးစက်3လေးအပေါ်ကောင်မင်းမလုံးနိုင်ပြီဝါရအကြီးမောင်နေတာဟေးဝါရမောက်တော့လဲကရုံလက်ရှင်နဲ့တော့မှာပဲကျင်းကကောင်းနေလဲအေးကြီး3တိုင်းလေးနဲ့ဆွဲလာလိုက်တာငါအင်းကြီးရှို့ပေးတဲ့ကောင်လေးမတူးချိန်ထိမတွေ့သေးပါလားအေးမင်းမဲကိုတွန်းနေတာရောဟဲ့တကလေးမင်းမဲကိုတွန်းနေတာရိုးဆိုပြီးတော့လိုက်ရှာတာမတွေ့ပါဘူးတဲ့မတွေ့တော့လဲရှင်းမရှိတဲ့ enemy ထိတ်တိုက်တွေ့တဲ့ enemy ကို fight to way တွေပဲရှင်းအိမ်ပြီးတော့လေပြစ်လာလိုက်တာကတော့တော်ကြမ်းနေတာဟေးကြည်ကြအောင်ပြိတ္တာကြီးအဝေးအကောင်ကိုလည်း3တိုင်းလေးနဲ့ဆွဲပေးလိုက်တာနော်ပြီ Miss အကောင်ကိုလည်း AUG Red Dot လေးနဲ့တဖန်ဆွဲပေးလိုက်ပြီလေဟိုပေါ်မှာချီနေငါသိတယ်ကျန်နာမည်ကရောက်ရင်ဘလူးမရဲ့အမလေးဘလူးမရဲ့လင်လာတော့မသိဘူးငါကိုဖေးနိုင်သွားပြီပြန်တော့မူပါပြီ